ချန်ပီယံလိဘီယင်ကြီးယူရမထွတ်ဒီညဘိုင်ယန်မြူးနစ်ကိုနိုင်မလားအားလုံးပဲမင်္ဂလာပါကျွန်တော် F7 7P နဲ့ TikTok ကောင်းနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်နော်အဲ့တော့ကျွန်တော် TikTok ကောင်းတဲ့ကို follow မလုပ်ရသေးတဲ့ညီကိုလေး follow လုပ်လာပြီပါအဲ့တော့ဒီနေ့ညအင်္ဂါနေ့ညမှာကံမှန်းဒါဂျော်ဒီချန်ပီယံလိ quarter final ပွဲစဉ်ဖြစ်တဲ့ယူရမထွတ်နဲ့ဘိုင်ယန်မြူးနစ်ပွဲကိုဒါကျွန်တော်တပွဲကောင်းပြောပြပါမှာနော်အဲ့တော့ဒါကျွန်တော်ရဲ့မနေ့ညတော့ဒါကျွန်တော်ရဲ့ VIP ရောင်းပွဲကတော့အဆင်ပြေခဲ့တယ်ပေါ့နော်4ရက်ဆက်အဆင်ပြေခဲ့တယ်ဒါပေမဲ့ကျွန်တော် fee ရွေးချယ်မှုကတော့အဆင်မပြေဖြစ်သွားတာပေါ့နော်ဒါပေမဲ့လည်းဒါကျွန်တော် fee နောက်ဆုံး6ရက်မှာ brother တို့9ရက်ထိနာရွေးချယ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီညမှာလည်းဒါကျွန်တော်ဒီချန်ပီယံလိနှစ်ပွဲတွေကတပွဲကိုဒါကျွန်တော် VIP ထောက်တာပါတယ်နော် VIP ဆက်သွယ်ခြင်းနဲ့ညီကိုကြီးဒါကျွန်တော်ပြောနေကြတာမှာကျွန်တော် free telegram channel ရှိတယ်ပေါ့နော် channel လေးကိုဒါကျွန်တော်ကွန်မအောင်မှာချတာပြီမှာjoin နဲ့ညီကိုကြီး join တာပါကျွန်တော် VIP ကတော့ဒါနောက်ဆုံးတင်စီခဲ့တဲ့14ရက်ဆန်း9နဲ့စံကြေကိုဒါကျွန်တော် live နေတာပေါ့နော်ရောက်အောင်လိုက်ဒါကျွန်တော်စူးစမ်းမယ်လို့ဒါကျွန်တော်ယုံကြည်တာပေါ့အဲ့တော့ဒီနေ့ကအင်္ဂါနေ့ညမှာကံမှန်းဒါကျွန်တော်ဒီဗီဒီယိုမက်ထဘိုင်မီနီနဲ့ပွဲမှာတော့ဒါကျွန်တော်တို့ဒီဘိုင်ကအဝေးကနေ level 30နဲ့9မော်စီကတော့3ဆုံးဆိုတဲ့ဈေးနှုန်းကိုဖွင့်နေတာပါပေါ့နော်အဲ့တော့ကျွန်တော်ကဒီပွဲကိုဘယ်လိုလဲဆိုတော့ကျွန်တော်ကဒီပွဲကိုကြေးတော့ဒါကျွန်တော်မကြည့်တော့ဘူးเนาะကျွန်တော်တို့ခြေစွမ်းကိုကြည့်ပြီးဒါကျွန်တော်သုံးသပ်ပေးပါပေါ့ဘောလုံးပွဲတွေကဒါကျွန်တော်90 visit 30 visit ကြေးကိုပဲလိုက်ကြည့်နေလို့သုံးသပ်လို့မရဘူးเนาะခြေစွမ်းနဲ့ booky flow ဆိုတာဟို definite တစ်ခုတော့ဒါကျွန်တော်ရွေးချက်သုံးသပ်ဖို့လို့ဒါကျွန်တော်မြင်နေတာပေါ့နော်အဲ့တော့ဒီညပွဲမှာတော့ဒါကျွန်တော်ဟို brother တို့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပါเนาะဒီ Real Madrid ဆိုတာကချန်ပီယံလိမှာဘီယင်ကြီးเนาะဘယ်အခြေအနေဘယ်ပြိုင်ဘက်ကိုဖြစ်ဖြစ်ဘယ်အခြေအနေမှာအနိုင်ယူဖို့မခက်တဲ့ဒါချန်ပီယံလိဘီယင်နောက်တစ်ချက်ကလည်းဒီဘိုင်ယန်နူးနဲ့ Real Madrid နဲ့တွေ့ဆုံတဲ့အနေအထားမှာလည်းဒါ Real Madrid ကဒါလုံးဝအသာရနေတာเนาะဒါ brother အားလုံးကျွန်တော်တို့အသိပါဒါပေမဲ့လို့ဒါလက်ရှိ reality မှာတော့ကျွန်တော် Real နဲ့ဘိုင်ယန်ကတော့ဒီလက်ရှိအခြေအနေမှာတော့ဘိုင်ယန်နူးနဲ့ကပိုကောင်းနေတာဒါကျွန်တော်တို့က brother ကိုလက်ခံရမှာပေါ့နော်အဲ့တော့ဒီညပွင့်လာတဲ့ဘိုင်ယန်နူးနဲ့ကအဝေးကနေ level 30ပေါ့နော်အဲ့တော့ဒီပွဲကဘယ်လိုဖြစ်လာနိုင်လဲလဲဆိုတော့ဒါကျွန်တော်တို့သုံးသပ်ရရင်ဘိုင်ယန်နူးနဲ့ဂိုးရဖို့မခောက်ဘူးဗျ Real Madrid ဘိုင်ယန်နူးနဲ့ဂိုးပေးရမှာနောက်ဘာကြောင့်လဲဆိုတော့ဒီ Real Madrid ရဲ့ဒီဖူပတ်2ယောက်ဖြစ်တဲ့ဒီအလန်ဇာဒါအာနိုနဲ့ကာဗီရဲ့2ယောက်အဆီကိုတအားလိုက်တဲ့ player တွေဖြစ်တယ်နော်နောက်တစ်ချက်စီကဘိုင်ယန်ကဒီဟိုတောင်မန်ကစားသမားလူဝဒီရဲ့နောက် ODC ကတော့ဒါကျွန်တော်ဒီလူဝဒီရဲ့ဒါတော့လီဗာပူးမှာကစားခဲ့ဟိုမြင်တွေ့ရခဲ့တဲ့အတိုင်းပါเนาะဒါစပီဒ်လုံးဝကောင်းတဲ့ player เนาะပြိုင်မဲ့တယောက်ဖြတ်ကျော်ဖို့မခက်တဲ့ player မျိုးနောက်ပြီးတော့ဒီဘက်ချန် ODC ကလည်းဒါကျွန်တော်ဒီစကေးနာကစားတဲ့ player ပေါ့เนาะဒီကျွန်တော်ဒီသူချီတော့တဲ့ဘောလုံးရအောင်ပြိုင်ဘက်က cross ပဲပေးမလားသူ့ပဲလိန်ခောက်ပြီးကြော်မလားဆိုမှားလို့ရတဲ့ player ပေါ့เนาะအဲ့ဒီတောင်မှာနှစ်ဖက်ကိုဒီအလန်ဇာဒါအာနိုနဲ့ကာဗီယာကထိန်ဖို့ခတ်မလို့ဒါကျွန်တော်မြင်တာเนาะဘာကြောင့်လဲဆိုတော့ဒီနှစ်ယောက်လုံးကခံစစ်အားတာတဲ့ဖူဘတ်တွေမဟုတ်ဘူးเนาะအဲ့ဒီတော့ကြောင့်နောက်ပြီးတော့ဒီ company ဆိုတော့နီးပြတဲ့ဒီဟာဒီမှာဘယ်လိုဖြစ်လဲဆိုတော့ဟိုပြိုင်ဘက်ကိုလုံးဝမညတဲ့နီးပြမျိုးပုံစံမျိုးဖြစ်နေတာပေါ့เนาะဒီသူ့အနေနဲ့ဟိုတွင်းလို့ရရတာတွင်းမပုံစံမျိုးနီးပြမျိုးဖြစ်တယ်ပေါ့เนาะနောက်တစ်ချက်ကဒီ Real Madrid မှာကျွန်တော်ဟိုမကြိုက်ရတခုကဒီအမ်ဘာပေနဲ့ဗီနီစီယက်ဂျူနီယာ2ယောက်ပါလာပြီဆိုတိုက်စစ်မှာနည်းနည်းလေးတိုင်ပတ်တတ်တယ်ဗျာနော်ဒီသူတို့2ယောက်ကဟိုဘယ်လိုပြောမလို့တယောက်နဲ့ပဲဒါဟိုပနာမစားဖြစ်နေတာတော့ဒါကျွန်တော်တို့မသိဘူးပေါ့နော်ဒီ2ယောက်မှာတယောက်မပါလာရင်တော့ပိုကောင်းတယ်ဒီ2ယောက်လုံးစုံလူပါလာပြီဆို Real Madrid တိုက်စစ်ကတော့ကျွန်တော်နေတာဒီတိုက်ဘောမကြဘူးနော်နော်ဒီဘက်မှာက Real Madrid ဂိုးမရဘူးလားဆိုတော့လေ Real Madrid ကလည်းဂိုးရနိုင်တယ်ကဘာကြောင့်လဲဆိုတော့ဒီ Ubi Cano နဲ့ဒီကျွန်တော်တန်တို့ကလည်းဒါ၄တဲ့ player တွေဖြစ်တဲ့အတွက်ကြောင့်ဟိုဒီ Vinicius Junior ကို Mbappe ကဂိုးရဖို့တော့ရှိတယ်ကြာနော်ဒါပေမဲ့လည်းဒီတစ်ဖက်ကဂိုးသမားနူအားလည်းဒါကမ္ဘာ့ဆင်းဂိုးသမားဆိုတော့လေဒါပေမဲ့လည်းဟိုနည်းနည်းလေးတော့ Real Madrid တိုက်စစ်တော့သတိထားရမှာပေါ့နော်အဲ့တော့ဒီညပွဲမှာတော့ကျွန်တော်မြင်ရတော့ဘိုင်ယန်မြူးနစ်မှာဟာရီကိန်းမပါကျွန်တော်ကတော့ဒီညပွဲကိုဟာရီကိန်းအကယ်၍ line အဲ့ဒါမပါရင်တော့ဟိုဒုတိယပိုင်းကတော့ဒီအရန်အနေနဲ့ပါလာမယ်လို့ကျွန်တော်မြင်တာပေါ့နော်ဒီညမှာတော့ဒါကျွန်တော်ဘိုင်ယန်မြူးနစ်ပေါ်ဒီပဲဒါကျွန်တော်လိုက်စေချင်တာကြာနော်ဘာကြောင့်လဲဆိုတော့ဘိုင်ယန်ဂိုးရဖို့ကအလားလာကောင်းနေတဲ့အတွက်ကြောင့်ပေါ့နော်Real Madridဘိုင်ယန်ဟိုဒါ2ဂိုးသွင်းမလား3ဂိုးသွင်းမလားဒါရှိတယ်နော်ဘိုင်ယန်မြူးနစ်အဲ့ဒါဆိုပေမဲ့ဘိုင်ယန်မြူးနစ်ဒီညမဆုံးလို့ဒါကျွန်တော်မြင်တာပေါ့နော်ဘိုင်ယန်ဂိုးရမလို့ဒါကျွန်တော်မြင်တာဒီလူဝဒီယန်နဲ့ OLC ပတ်ချန်ဒီအာနိုနဲ့ကာဗီယာထိန်းနိုင်ဖို့ခက်တယ်လို့ဒါကျွန်တော်မြင်တာပေါ့နော်အဲ့တော့ဒီကွင်းလဲမှာလဲဒါကျွန်တော်တို့ဒီခါစစင်ပေါ့ဘိုင်ယန်ကွင်းလဲကပိုကောင်းတယ်ကြာနော်လက်စီလောက်အောင်နှုတ်မှာဘိုင်ယန်ကွင်းလဲဒီ Real Madrid အတင်းကွင်းလဲထောက်ပိုကောင်းတယ်အဲ့တော့ Real Madrid မှာကဒါကျွန်တော်ဒီအေရှင်ဆိုတဲ့အစင်လာရှိတယ်ချန်ပီယံလိဘီယင်ဆိုတဲ့အစင်လာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ
reality တိုင်းတော့လက်ခံဖို့တော့လိုတယ်လို့ဒါကျွန်တော်မြင်တာပေါ့နော်ကျွန်တော်တွေ့ကျွန်တော်ယူရတော့ဒီညပွဲဟုတ်ဒါကျွန်တော် Bayern Munich ဘော်တွေကိုကျွန်တော်သဘောကျတဲ့ Bayern မစိုးလို့ထည့်တာပေါ့နော်ဒါတော့အားလုံးရင်ရမှာ30လောက်ပဲရင်ရမှာနေထားပါနော်အဲ့တော့ဒီနေ့က9ရက်နေ့4လပိုင်းအင်္ဂါနေ့ညမှာကံမဒါကျွန်တော် Champions League Quarter Final ပထမကြောပွဲစဉ်ပြီးတဲ့ Real Madrid နဲ့ Bayern Munich ပွဲမှာတော့ဒါကျွန်တော်အဲ့ဒါ Bayern Munich ဘော်တွေကိုသဘောကျတာဟောဒါလာတော့အားလုံးအဆင်ပြေကြပါစေ